စိတ်ဖြစ်စီမှုတွေများလာတဲ့အခါတဘာဝတရားကြီးနဲ့ထိတွေ့လိုက်ပါတဘာဝတရားကြီးနဲ့ထိတွေ့လိုက်ပါဆိုတာနေရာလှရှုခင်းလှရှိတဲ့နေရာလေးတွေကို vacation နေသွားနေမှာမဟုတ်ပါဘူး။ဆောင်းဆိုလို့ရှိရင်စိတ်ဖြစ်စီတဲ့လို့ခံစားရတဲ့ချိန်မျိုးဆိုလို့ရှိရင်အခန်းပြင်ကိုခဏထွက်တယ်ပြီးရင်ကောင်းကင်ကြီးနဲ့တိမ်နေနဲ့လှနေတာကိုခံစားဖြစ်တယ်။တစ်ခါတလေငှက်ကလေးတွေအတင်းပြန်သွားတာကိုတွေ့ရတာမျိုးရှိရဲ့ပြီးသွားရင်ဘေးပတ်ဝန်းကျင်မှာရှိတဲ့တစ်ပင်ပန်းမှန်နေလှနေတာကိုလည်းအထူးတလဲခံစားဖြစ်တယ်ဒီ9မိနစ်10မိနစ်လောက်တဘာဝတရားကြီးနဲ့ထိတွေ့တဲ့အချိန်တွေရပဲဆောင်းကိုနောက်နေ့ hectic lifestyle နဲ့ပြန်သွားဖို့အတွက် ready ဖြစ်စေတယ် fresh ဖြစ်စေတယ် recharge ဖြစ်စေတယ် slow living နဲ့တော့လူတိုင်းကမနေနိုင်ပါဘူးဒါပေမဲ့လူတိုင်းအချိန်9မိနစ်10မိနစ်လောက်တော့တဘာဝတရားကြီးကိုခံစားဖို့အတွက်ကိုအချိန်ယူနိုင်ကြမယ်လို့ထင်ပါတယ်ဒီအရာတွေကပဲကိုနောက်နေ့အတွက် ready ဖြစ်စေမယ်လို့ထင်ပါတယ်